မိုင်းပြရင်ညိုရိုးမကိုနောက်ခံထားတဲ့တို့များမွေးခွာခဲ့ရာတို့ရွာကလေးစီနှစ်ရှိလာများဝေးကွာခဲ့ရသည်မို့တစ်ခေါက်တစ်ခါရောက်လာခဲ့ပြီလမ်းတစ်လျှောက်မှလဲပါမျိုးတရားဖူးဝေဝေစီတာရကကြီးငှက်တို့တိဆက်ကြလို့နေပြန်သေးသည်ပကြီးမင်းစေဘယ်ရေမမီတဏ္ဍတီတဏ္ဍကြီးတို့ရွာကလေးပြောင်းလဲနေပေပြီမြင်ရယုံနဲ့ဘဝချမ်းမြောက်ဝမ်းသာလှသည်ဘုရားဦးကြောင်းပြတ်မှန်သမျှစုပေါင်းလျက်ပြုရင်ပြည်ပြည်စွာကြွချီသွားရဲ့ဘုံတော်ကြီးဖရာနဲ့ကောင်းရွက်ပြတ်ထိုးစေတဲ့မျိုးနဲ့ကျောင်းသားသူငယ်လူမမဲကလေးများချောင်းရိုးလေးကိုဖြတ်ကျော်တဲ့အခါဗလာနတ္ထိတရားမရှိလို့ဆင်းရဲဒုက္ခကြုံခဲ့ဘူးစီခုတော့ဒီလိုမဟုတ်ပြီဩခုတော့ဒီလိုမဟုတ်ပြီစုပေါင်းညီညာဒီပါလူတို့ဆောက်တည်ပြုစုထားလို့ဒီတရားမှလူသွားလူလာချမ်းသာဒုက္ခပြည့်စုံရပြီတဏ္ဍတီတဏ္ဍကြီးတို့ရွာကလေးပြောင်းလဲနေပြီမိုင်းပြရင်ညိုရိုးမကိုနောက်ခံထားတဲ့တို့များမွေးဖွားခဲ့ရာတို့ရွာကလေးစီနှစ်ရှိလာများဝေးကွာခဲ့ရသည်မို့တစ်ခေါက်တစ်ခါရောက်လာခဲ့ပြီလမ်းတစ်လျှောက်မှလဲပါမျိုးတရားဖူးဝေဝေစီတာရကကြီးငှက်တို့တိဆက်ကြလို့နေပြန်သေးသည်ပကြီးမင်းစေဘယ်ရေမမီတဏ္ဍတီတဏ္ဍကြီးတို့ရွာကလေးပြောင်းလဲနေပေချမ်းမြောက်ဝမ်းသာလှသည်ဘုရားဦးကြောင်းပြတ်မှန်သမျှစုပေါင်းလျက်ပြုရင်ပြည်ပြည်စွာကြွချီသွားတဲ့ဘုံတော်ကြီးဖရာနဲ့ကောင်းရွက်ပြတ်ထိုးစေတဲ့မျိုးနဲ့ကျောင်းသားသူငယ်လူမမဲကလေးများချောင်းရိုးလေးကိုဖြတ်ကျော်တဲ့အခါဗလာနတ္ထိတရားမရှိလို့ဆင်းရဲဒုက္ခကြုံခဲ့ဘူးစီခုတော့ဒီလိုမဟုတ်ပြီဩခုတော့ဒီလိုမဟုတ်ပြီစုပေါင်းညီညာဒီပါလူတို့ဆောက်တည်ပြုစုထားလို့ဒီတရားမှလူသွားလူလာချမ်းသာဒုက္ခပြည့်စုံရပြီတဏ္ဍတီတဏ္ဍကြီးတို့ရွာကလေးပြောင်းလဲနေပေ